တယ်ပဲပြောပဲဒီကနေ့လူငယ်တွေကိုညံ့နေလို့လူကြီးတွေတော်တော်ပြောကြတယ်ကွာလူငယ်တွေကိုညံ့နေလို့ပြောရင်ကျွန်တော်ကလည်းပြောင်းပြခြင်းတယ်လူငယ်တွေညံ့မှာပေါ့လူငယ်တွေအတူယူစရာလူကြီးမှမရှိပဲလူငယ်ပေါင်းလို့စဉ်းစားကြည့်ဟာဆန်ဒီကုန်းရဲမှာလေဟိုကျော်အောင်ဆန်းကအသက်အငယ်ဆုံးညတွေ့ကြည့်ရဲဘော်မောင်ထွေးဖယ်လာအတွင်းဝင်ဦးအောင်မောင်တောင်ဘိုးချုပ်အောင်ဆန်းတဲ့ကြီးတယ်ဒီနေ့ခေတ်လူငယ်ရဲ့ရှေ့ကလူကြီးတွေလူငယ်တွေကိုမယုံဘူးမခိုင်းဘူးနေရမပေးဘူးတကယ်လို့ဘိုးချုပ်အောင်ဆန်းရဲ့ဆရာကြီးတခင်ကိုတော်မိုင်းဟိတ်ကောင်အောင်ဆန်းမင်းငါတပည့်မင်းဖာစာပါလာမှာအောက်ကတာမလုံးနဲ့ငါလုံးမယ်ဆိုပြီးတော့စပွဲကောင်လူမထိုင်